Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အိမ်အတွက်လိုအပ်တာလေးတွေဝယ်ရင်းနဲ့ခပွဲချင်မှရှိရမယ့် Macro ကိုရောက်နေရပါသူကတော့ဒုတိယမြောက်ဆိုင်ခွဲပေါ့နော်ပထမဆိုင်ခွဲကတော့မင်္ဂလာတောင်ညိုးမြို့နယ်မှာတစ်ဆိုင်ရှိပါတယ်သူကတခြား supermarket တွေနဲ့မတူဘဲနဲ့များဝင်ပိုးသက်တာရဲဆိုရဲ concept နဲ့သွားနေရပါတော့ Macro ဆိုတာနဲ့အထုပ်လိုက်တွေဝယ်တာတွေအဲ့ဒါတွေကတန်တဲ့အတွက်ကြောင့်အရှင်မတွေအတွက်ဒါမှမဟုတ်ဈေးဆိုင်ဖွင့်တဲ့သူတွေအတွက်အရန်အောင်ဆင်ပြေပါတယ်ပြီးတော့ခဝဲချောင်ကရှိရဲ့ macro ကကားပါကင်ကအရှိရယ်ပြီးတော့ underground parking လည်းရှိတော့ကားရရတာကျဲတယ်ဈေးဝယ်ရတာပို့ပြီးတော့တောင်တတရှိရယ်ပေါ့နော် macro ရဲ့အားသာချက်ကြတော့သူကပစ္စည်းစုံလင်းတယ်ပြီးတော့အသားငါးပင်လယ်စာတွေကအရေးသွေးရန်ကောက်ပါတယ်အထူးသဖြင့်နိုင်ငံခြားနေပြီးတော့တင်သွင်းတဲ့အသီးနှံတွေနဲ့ဟင်းသီးဟင်းရွက်တွေကတော်တော်လေးစုံနေပြောရမယ်စီဆန်စားအဲ့လိုမျိုးတွေကနေစားပြီးတော့အသင့်စားမုတ်တွေအထီကိုအထုပ်လိုက်ကြီးတွေနဲ့ဝယ်လို့ရတယ်ပေါ့နော်အသားတွေရောင်းတဲ့နေရာကိုရောက်ရင်တော့ရွေးချယ်စရာတွေတအားများတယ်ပြီးတော့ဝက်သားမဲသားကြက်သားတွေလည်းအဆုံးရှိရပေါ့နော်ဒီနေ့ကတော့ကြက်သားပဲဝယ်မှာပါဒီမှာကအသားတွေကိုလိုတလောက်အလေးချိန်နဲ့ပေါ့နော်သူကပြန်ချိန်ပြီးတော့ဘယ်လောက်ကြာရဲဆိုရဲဟာတစ်ခါရေးကတ်ပြီးရပေါ့ပြောရရင်အသီးနှံတွေစက်သွန်တွေအဲ့လိုမျိုးတွေလည်းတော်တော်လေးစုံပါတယ်အသီးနှံတွေကလည်းတော်တော်လေးလက်တယ်ပြောရမယ်စုံလင်နေတာလည်းအဓိကကောင်းတဲ့အချက်ပေါ့နော်ငါးတွေဆိုရင်လည်းသွားငါးရွေးလို့ရတဲ့ section ဘက်မှာတက်လေးထားပြီးတော့လက်ဆက်စုံလင်းလေးနဲ့ရွေးလို့ရပါတယ် lobster တွေအထီကိုလည်းတော်တော်များများစုံလင်းလေးရှိပါတယ်ဒီမှာတတိထားစရာလေးပြောပြမှာက macro ရဲ့အဝင်ဝမှာဆိုရင် mama အခမဲ့လုပ်လို့ရတယ်mama လုပ်ထားရင်သူက mamaရဲ့နံပါတ်နဲ့ short စီရတာမျိုးတွေဒါမှမဟုတ် point တွေစုလို့ရတာမျိုးတွေရှိရယ်မမကက်လောက်လာတော့ကတော့သူကမမဈေးအနေနဲ့တချို့အမျိုးအစားတွေကိုဈေးလျှော့ပြီးရယ်ပေါ့နော်ပြီးရင် application download ထားပြီးတော့လည်း application ကိုကြိုပြီးမမလောက်ထားလို့လည်းရတယ်ပြီးတော့သူက plastic bag ဈေးဝယ်ပြီးွားရင် plastic bag မပေးပါဘူးအိတ်မပါတဲ့သူတွေကတော့အိတ်ခွန်တွေယူသွားလို့ရတယ်ပေါ့နော်ဒါပေမဲ့အမှလည်းဝယ်လို့တော့ရတယ်တအိတ်ကို1000ပေးရပါတယ်တချို့ပစ္စည်းတွေကြတော့လဲတခုချင်းဆိုရင်ပြပနဲ့တော့ဈေးသိမ့်မကွာပေမဲ့mama promotion နဲ့ဆိုရင်တော့တက်တာရပြောရမှာပေါ့နော်အခုဒီ blog လေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဘယ်နေရာကြီးသွားပြီးတော့ blog ရိုက်စီခြင်းလဲဆိုတာကိုလည်း comment မှာပြောပြပေးပါအောင်ကျေးဇူးတင်ပါတယ်